implicit main idea ရဲ့ part 2ဖြစ်ပါတယ်အရင် video ထဲမှာကျွန်တော်တို့ passage တစ်ခုပေးပြီးတော့အဲဒီ passage ထဲမှာတိုက်ရိုက်ပေါ်ပြထားခြင်းမရှိတဲ့ main idea ကိုရှာပြီးခဲ့ပြီး option တွေထဲမှာလည်းပဲ option ရမယ်ဆိုတော့ကျွန်တော်သုံးသပ်ခဲ့ကြရပေါ့နော်အခုလည်းဒီလိုပဲကျွန်တော်စာပိုက်အသစ်တစ်ခုပေးပါမယ်အဲဒီစာပိုက်ထဲမှာသူအတိအကျပြောမထားတဲ့ main idea ကိုငါတို့ကဆွဲထုတ်ပေးရမယ်ပေါ့နော်အဲ့တော့စာပိုက်ကိုအတူတူဖတ်ရအောင် When the children flew away, Mr. Darling felt in his bones that all the blame was his, the habit changed Nana, the dog up, and that from first to last she has been wiser than he. ဒီမှာဆိုကျွန်တော်ဖတ်လိုက်တာဘာတွေတွေ့လဲဆိုတော့ children Mr. Darling အဲ့တော့ကျွန်တော် character တွေတွေ့ပြီပေါ့နော်ဒီလို character တွေတွေ့ပြီဆိုတာ ਨੇ ဒါက fiction တစ်ပုဒ်အကြောင်းပြောနေတာစိတ်ကူးရင်ဝတ္ထုတစ်ခုအကြောင်းပဲဖြစ်စေဖြစ်မှန်တစ်ခုအကြောင်းပဲဖြစ်စေ create လုပ်ထားတဲ့ပုံပြင်တစ်ခုအကြောင်းပြောနေတာဆိုတော့ငါတို့သိလိုက်ပြီပေါ့နော်အဲ့မှာကျွန်တော်မှာ character တွေဝင်လာတယ်ဒါကြောင့်မလို့ဒီ character နှစ်ကောင်ကိုကျွန်တော်ခေါင်းထဲမှာမှတ်လိုက်မယ်ပေါ့နော် children နဲ့ Mr. Darling နောက်ထပ်ဆက်ဖတ်လိုက်တဲ့အခါမှာ Nana ဆိုတာဘာလဲနောက်ကသူထပ်ပြောထားတယ်ပေါ့နော် the dog အဲ့တော့ဒီမှာလဲ character 3ခုကျွန်တော်တို့ဝင်လာတယ်ပေါ့နော် Nana လို့ကျွန်တော်ထပ်ပြောမှတ်လိုက်တယ်ဟုတ်ပြီသူကဘာပြောနေရလဲ Mr. Darling ကသူ့ကိုယ်သူပြစ်တင်နေတယ်ဆိုတဲ့အကြောင်းပြောနေတာပေါ့နော် children တွေကပြေးသွားတယ် children တွေမရှိတော့သူ့ရဲ့ကလေးတွေအဝေးကိုထွက်ပြေးသွားတာသူကြောင့်ပဲဆိုပြီးပုဂ္ဂိုလ်ပြစ်တင်နေတာပေါ့နော်နောက်တစ်ကြောင်းကိုဖတ်ရအောင် Of course as we have seen he was quite a simple man အဲ့တော့ he ဆိုတော့ဘယ်သူကိုပဲပြောနေရလဲ Mr. Darling ကိုပဲပြောနေတာပေါ့နော် Mr. Darling ကအင်မတန်မှရိုးရှင်းတဲ့လူတစ်ယောက် Indeed he might have passed for boy again if he had been able to take his boldness off ဒါသူ့ရဲ့ character တွေကိုပြောနေတာပေါ့နော် boldness သူခေါင်းမှာစပင်မပေါက်တာလားမဖြစ်ဘူးဆိုရင်သူကတကယ်တမ်းကျတော့ကလေးငယ်လေးလိုပဲသူဒီလိုပြောချင်တာပေါ့နော်နောက်ထပ်ဆက်ဖတ်ရအောင် They had also a noble sense of justice and a lion's courage to do what seemed right to him. ဘယ်ဟာမှန်ဘယ်ဟာမှားလဲဆိုတာသူခွဲခြမ်းနိုင်တဲ့စိတ်ရှိတယ်ပြီးတော့ချင်းတင်းတစ်ကောင်ရဲ့တတိလိုမျိုးသူကရဲဝံ့နေပေါ့ဒီတော့ကျွန်တော်တို့ဒီမှာသူ့ရဲ့အကြောင်းလေးကို story ထဲမှာရုပ်တရက်ဝင်လာပြည့်စုံလို့ကျွန်တော်ရုပ်တရက်နားလည်ရခက်တဲ့ဟာမျိုးတွေဖြစ်သွားနိုင်တယ်ဒီလူအကြောင်းကကျွန်တော်မသိသေးဘူးအခုမှပဲသိတာသူကဘယ်လိုလဲဆိုတာအထူးသဖြင့် novel တွေကနေဆွဲထုတ်တဲ့ဟာတွေ short story တွေကနေအပိုင်းလေးတစ်ပိုင်းကိုပဲဆွဲထုတ်တာဆိုလို့ရှိရင်ရုပ်တရက် event တစ်ခုကိုဝင်လာတယ်ပေါ့နော်အဲ့ဒီ event ကကိုယ်နဲ့လည်းမရင်းနေဘူး character တွေကလည်းကိုယ်နဲ့လည်းမရင်းနေဘူးအဲ့လိုခါကြလို့ရှိရင်ကျွန်တော်တို့ကဒီ character တွေအကြောင်းကိုပြောနေတဲ့အခါမှာသူကတော့ဘယ်လိုပုံစံသူ့ရဲ့စိတ်ထားပါသူ့ရဲ့ character ဘာလေးဆိုပြီးတော့မှပြောတဲ့အခါကြလို့ရှိရင်တိတိကျကျလေးတော့နားထောင်ဖို့လိုတယ်ပေါ့နော်ပြီးတော့နောက်ထပ်ပါပြောလဲ and having thought the matter out with anxious care after the flight of the children ထပ်ပြောပြန်ပြီကျွန်တော်နားလည်ရတယ်ပေါ့နော် after the flight of the children ကလေးတွေထွက်သွားတဲ့နောက်မှာဆိုပြီးသူ့ကိုယ်သူပဲအမြဲပြစ်တင်နေတဲ့အကြောင်းတွေပြောထားတယ်ပေါ့နော်အဲ့တော့စကလုံးတိုင်းကိုနားလည်ဖို့မလိုဘူးအဲ့ဒီစကလုံးတွေအများစုတွေကပေါ်ပြနေတဲ့စကလုံးတချို့ကနေပြီးတဲ့ပုံရိပ်တွေကိုကိုယ်ကပုံဖော်နိုင်ဖို့လိုတယ်မှန်မှန်ကန်ကန်တော့ပုံဖော်ရမယ်ပေါ့နော်ဆက်ဖက်ရင် he went down on all fours and crawled into the kennel သူကသူ့ကိုယ်သူပြစ်တင်လွန်တဲ့အခါကျတော့ kennel ဆိုတာကခွေးအိမ်ကလေးပေါ့နော်ခွေးလောင်အိမ်လေးတွေကိုသူကလေးဘက်ထောက်ပြီးဝင်သွားတယ်ဒါ imagery ပဲပေါ့နော်သူဘလို့အလုပ်လုပ်နေရလဲသူဘာတွေလုပ်နေရလဲဆိုတာငါတို့မျက်လုံးထဲမှာမြင်အောင်သူဖော်ပြထားတယ်ဒီမှာလဲသူကသူလွန်ကျူးစွာပြစ်တင်ခြင်းတွေကိုပြနေ To all Mrs. Darling's dear invitations to him to come out he replied sadly but firmly No my own one this is the place for me ဒါငါအတွက်နေရာပဲဆိုပြီးသူပြောတယ်ပေါ့နော်ဒီမှာလဲသူ့ကိုသူပြစ်တင်ကြောင်းနေထပ်ပြောပြန်ပြီဒီမှာ character အသစ်တစ်ခုဝင်လာပါတယ် Mrs. Darling's အဲ့ Mrs. Darling ဆိုတာကိုလည်းကျွန်တော်ထပ်ပြီးမှတ်လိုက်မယ်ဒီနေရာမှာ Mrs. Darling ဆိုတော့ကျွန်တော်မှာ character ၄ကောင်ရှိနေပြီဆိုတော့ဒီထဲမှာတွေ့လိုက်ပြီပေါ့နော်ဒါပေမဲ့ဒီစာပိုက်ထဲမှာဘယ် character အကြောင်းကိုပဲအဓိကပြောနေရလဲ Mr. Darling အကြောင်းကိုပဲအဓိကပြောနေ Mr. Darling ကသူ့ကိုယ်သူပြစ်တင်နေတယ်ဘာလို့ပြစ်တင်တာလဲသူကလေးပျောက်သွားတဲ့အတွက်သူကလေးတွေပေါ့နော်နောက်ထပ်စာပိုက်ကိုဖတ်ရအောင်ကျွန်တော်ရဲ့ character တွေကိုဘေးကတ်ထားလိုက်ပြီပေါ့နော် In the bitterness of his remorse ပြန်ပြောပြီးသူရဲ့နောင်တရမှုတွေHe saw that he would never leave the kennel until his children come back. သူကလေးတွေပြန်မလာမချင်းဒီခွေးလောင်ရင်းနဲ့နေသူမထွက်တော့ဘူးဆိုပြီးတော့သူပြောတယ် Of course this was a pity. တနာစရာကောင်းပါတယ် but whatever Mr. Darling did he had to do in excess. ဘာပဲ Mr. Darling လုပ်သူကအစွန်းရောက်တယ်ပေါ့နော် Otherwise he soon give up doing it အဲ့လိုသာအပိုလေးမလုပ်ဘူးဆိုလို့ရှိရင်သူကအဲ့ဒါကိုမလုပ်ဖြစ်ပဲဖြစ်တတ်တယ်ဒါသူ့ရဲ့ character ကိုပဲထပ်ပြောရပေါ့နော်သူကဘယ်လိုလူလဲ And there never was a more humble man than the once proud George Darling ဒါကြောင့်အရင်နဲ့အခုသူဖြစ်နေတဲ့အဖြစ်အပျက်ကို contrast လုပ်ပြီးတော့နှိုင်းယှဉ်ပြီးပြတာပေါ့နော်အရင်တော့ Mr. Darling ကကိုအရန်ဂုဏ်တက်တာအခုကျတော့ Imtan humble ဖြစ်နေတယ် As he sat in the kennel of an evening talking with his wife of their children and all their pretty ways အဲ့တော့အရင်တော့ရှိခဲ့တဲ့ပုံရိပ်ကလေးတွေသူကလေးတွေအကြောင်းကို Mrs. Darling နဲ့ပြောနေတဲ့အချိန် kennel ထဲမှာဝင်ခွေပြီးတော့ပြောနေတာ
ဒါဆိုရင်စာပိုက်နှစ်ပိုက်ကိုသာဖတ်လိုက်တယ်စာပိုက်တွေကဘာပြောနေရလဲခေါင်းထဲမှာသိပြီလားအဓိကမစ္စတာဒါလင်သူ့ကိုယ်သူပြစ်တင်နေတယ်သူကလေးပျောက်သွားတဲ့အတွက်ဆိုတာပဲပြောနေတာပေါ့နော်အဲ့တော့ဒီလိုမျိုးစာပိုက်နှစ်ပိုက်စလုံးခြုံကြည့်နိုင်တယ်ဆိုတာကိုမှရှိဖို့အတွက်လိုအပ်ပါတယ် The main idea is that Mr. Darling felt he was to blame for his children flying off သူကလေးတွေထွက်သွားတာသူအပြစ်ပဲဆိုပြီးပြောတာဒါ main idea ပဲကျွန်တော်မှမေးခွန်းလေးတစ်ခုရှိရပါတော့အဲ့ဒီမေးခွန်းလေးမသွားခင်မှာတကယ်ဒီ story ကဘာပြောချင်တာလဲဆိုတော့ကျွန်တော်ရှင်းပြခြင်းသေးတယ်တကယ်ဒီ story က Peter Pan နဲ့က event လေးတစ်ခုပေါ့နော်ဖြစ်ရတဲ့တစ်ခုကိုဆွဲထုတ်ပြီးတော့ပြောထားတာအဲ့တော့ Peter Pan ဆိုတာရှေ့တယ်ဖြစ်ပျက်တွေလည်းများတယ်အဲ့မှာနာနာဆိုတာက the dog ခွေးလေးကဘယ်လိုခွေးလေးလဲဆိုတော့ကလေးထိန်ခွေးလေးရိုးရိုးခွေးမဟုတ်ဘူးပေါ့နော်အဲ့မှာ Mr. Darling ဆိုတာကအဲ့ညမှာသူကဘာလုပ်လဲဆိုတော့သူတို့ family မှာမိသားစုမှာပြဿနာဖြစ်ပြီးတော့သူကဒေါသထွက်သွားတဲ့အခါမှာနာနာကိုအပြင်ဘက်အိမ်ပြင်ကိုဆွဲထုတ်သွားပြီးတော့မှကျူးနဲ့ချီထားလိုက်တယ်ပုံမှန်ဆိုနာနာကသူကလေးတွေကိုစောင့်ရှောက်နေတဲ့ခွေးလေးပေါ့နော်အဲ့မှာနာနာမရှိတဲ့အခါကျတော့ Peter Pan ကရောက်လာပြီးတော့သူ့ရဲ့ကလေး၃ယောက်ကိုခေါ်သွားတယ်အဲ့မှာကလေး၃ယောက်ကသူ့ဆန်နေထွက်သွားကြတာပေါ့နော်အဲ့ဒီ story လေးကိုခုနစာပိုက်ကြီးကပြောပြနေတာဒါပေမဲ့ငါတို့ကအဲ့ဒီစာပိုက်ကြီးကိုဖတ်ရုံနဲ့ story တခုလုံးငါတို့ရဲ့အုံနောက်ထဲမှာမြင်လာမှာမဟုတ်ဘူးလေငါတို့က story ကိုသိနေရလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ literary ကိုချင်းကပ်တဲ့ခါကျလို့ရှိရင်တခုသိစေချင်တာကကိုအကုန်လုံးနားမလည်ဘူးဆိုလို့ရှိရင်ရတယ်မေးခွန်းကိုဖြေနိုင်ဖို့အတွက်ပဲအဲ့တော့မေးခွန်းကိုဖြေနိုင်ဖို့အတွက်ဘယ် information တွေကငါတို့အတွက်လိုအပ်လဲဘယ်ဟာတွေကိုငါတို့ချိတ်ဆက်ပြီးတော့ကြည့်ရမလဲသူက character တယောက်ရဲ့အပြစ်မိုင်းဆိုင်ရာပုံမှန်တရံကိုမေးနေတယ်ဆိုလို့ရှိရင်အဲ့ character ပဲ view ဆိုင်မှာပေါ့အဲ့တော့ story တစ်ခုလုံးကိုနားလည်ဖို့အတွက်မလိုပါဘူးstory ထဲမှာဘာတွေပြောနေလဲ character တွေကဘယ်ရောက်သွားပြီလဲ character နဲ့အတူတူလိုက်ပါစီးမြောသွားဖို့ပဲလိုတယ်ဒါဆို main idea ကဘာလဲ Mr. Darling ကသူကလေးပျောက်သွားတဲ့အတွက်သူကိုယ်သူပြစ်တင်နေတယ်ဒါစာရေးကြီးကိုဖတ်ရုံနဲ့ကျွန်တော်တို့ရလိုက်တဲ့အရာပဲပေါ့နော် Peter Pan ဆိုတာလည်းသိစရာမလိုအဲ့မှာမေးခွန်းလေးတစ်ခုရှိတယ် The main idea is that Mr. Darling felt he was to blame for his children flying off ဒါတော့ main idea ကိုမေးခွန်းထဲမှာထည့်ပေးထားတာပေါ့နော်မေးခွန်း stem ထဲမှာပြည့်စုံထည့်ထားမေးခွန်းချဲ့ထားလို့ပြောလို့ရတယ် Which detail from the passage supports the main idea Mr. Darling အဲ့တော့သူကိုယ်သူအပြစ်တင်နေတယ်ဆိုတဲ့အကြောင်းကိုဖော်ပြတဲ့ detail ကဘယ်ဟာဖြစ်မလဲလို့သူကမေးတာပေါ့နော်ဒါဆိုရင် detail ကနေ main idea ကိုပြန်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ် Mr. Darling was a simple man ဒီအကြောင်းကပြောလား Mr. Darling did things to excess ဒါလည်းပြောခဲ့လား C would not come out of the kennel D looked young except for his baldness ဒီအကြောင်းအရာတွေအားလုံးစာရိုက်ထဲမှာပြောထားပါတယ်ကျွန်တော်အဲ့ဒါလေးတွေကို highlight လုပ်ပေးပါမယ် What's a simple man သူကတော့ရိုးရှင်းတဲ့လူတစ်ယောက်ပဲဆိုတာကိုပြောထားတယ်ပေါ့နော်ဒီမဲ့ပေါ့နော် he was quite a simple man now did things to excess သူကအပေါ်တွေလုပ်တယ်ဒီမဲ့ပြောထားတယ် he had to do things in excess ဟုတ်ပြီနောက်တစ်ခု would not come out of the kennel ထဲကနေမထွက်တော့ဘူးဆိုတာဒီမဲ့ never leave the kennel he would never leave the kennel ဆိုပြီးသူပြောထားတယ်ပေါ့နော်now look young except for his baldness ဒီမဲ့ have passed for a boy again if he had been able to take his baldness off အဲ့တော့ဘယ် information ကငါတို့ရဲ့ main idea ကိုပေးလဲ main idea ဆိုတာက Mr. Darling ကသူ့ရဲ့ကလေးတွေထွက်သွားတာသူကသူပြစ်တင်တယ်ဆိုဖြေကြည့်ပါ